တက်ထုံကြီးစားမဟုတ်တဲ့ချစ်သူအသက်ကိုရှာပြလာတဲ့ဝိုင်းစုခိုင်တဲ့အတန်ချီချိုလေးတွေနဲ့ဗိတ်တက်ရဲ့ရင်ကိုဆွဲဆောင်ထားနိုင်တယ်လို့ရုပ်ဆောင်ပိုင်းမှာလည်းပြည်ပြင်းတဲ့ဆိုတော်နဲ့တရုပ်ဆောင်ဝိုင်းစုခိုင်တဲ့ကတော့ရီစားအသက်ကိုရှာပြလာပါပြီ။ဝိုင်းစုခိုင်တဲ့ဆိုတာလူပညာလောကမှာနှစ်ပေါင်းများစွာအောင်မြင်မှုတွေကိုခိုင်မမာထိမ့်သိမ်းထားနိုင်တဲ့ကျယ်ဝန်းတစ်ပွင့်ဖြစ်ပေမဲ့ဓမ္မရဲ့ရှေးရေးကံကြမ္မာကတော့အမြဲတမ်းလှိုင်းလေထန်လေးရှိပါတယ်။ချစ်သူရီစားများတဲ့ရှေးရေးကံမကောင်းမှုဆိုပြီးဗိတ်တက်တွေကြားမှာအမြဲတမ်းဝေဖန်ပြောဆိုခံရလေးရှိပါတယ်။ပို့ပြီးတော့ဆိုရသွားစီတဲ့ဖြစ်ကတော့မကြသေးခင်ကမှအွန်လိုင်းစာမျက်နှာတွေပေါ်မှာဟိုလေးတကြောထွက်ပေါ်ခဲ့တဲ့ကောလာဟာလာသတင်းကြီးတစ်ခုပဲဖြစ်ပါတယ်။အဲဒါကတော့နာမည်ကြီးအလားမဲ့ထက်တဲ့တွန်းရဲ့ရှစ်သူကိုဝိုင်းစုခိုင်တဲ့ကကျလူလိုက်တဲ့စနိုက်ကြော်လိုက်တဲ့ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချစ်တွေပဲဖြစ်ပါတယ်။ဒီသတင်းကဆိုရှယ်မီဒီယာပေါ်မှာတကယ့်ကိုဝက်ကွဲပြန့်နှံ့သွားခဲ့ပြီးတော့ဝိုင်းစုခိုင်တဲ့အနေနဲ့ကြီးမားတဲ့ဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရပါတယ်။လူမှုကွန်ရက်သုံးစွဲသူတွေကတမရဲ့အသိကအရှိရေးတွေကိုပါပြန်လည်တူးဆွပြီးတော့အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့အမှန်တရားဆိုတာအချိန်တိုင်းရဲ့ပေါ်လာစမြဲပဲမဟုတ်လား။ဒီလိုပြင်းထန်တဲ့ဆွဆွဲရှစ်တွေကောလာဟာလာတွေကြားထဲမှာဝိုင်းစုခိုင်တဲ့တရားဘလို့တုံ့ပြန်မလဲဆိုတာပိတ်တွေကစောင့်ကြည့်နေခဲ့ကြပါတယ်။အခုခါမှတော့ဝိုင်းစုခိုင်တဲ့ကစကားတွေအများကြီးပြောပြီးဖြည့်ချင်းနေတာထက်လက်တွေ့ကြကြတဲ့ပြတဲ့သူမအနေနဲ့တကယ်ရှစ်သူအဆက်ကိုပိတ်တွေရှေ့ရဲဝုန်းရှာပြလိုက်တာဖြစ်ပါတယ်။ဒီလိုရှာပြလိုက်တဲ့အတွက်ထက်တဲ့ထွန်းရဲ့ဤစားကိုလူထားတဲ့ဆိုတဲ့သတင်းကလုံးဝမဟုတ်မှန်ကြောင်းအလိုရှင်းလင်းသွားခဲ့ပါတယ်။အလုံးကိုအင်အားတင်သွားစီတာကသူမထုံမပြလိုက်တဲ့ရှစ်သူအသေးလေးရဲ့အကြောင်းပါ။သပေါ်နေတဲ့ခိုင်မာတဲ့သတင်းတွေအရဒီကောင်လေးဟာဝိုင်းစုခိုင်တဲ့နဲ့ဇလန်တွဲတစ်ခုအတူတူရိုက်ကူးရကနေယနေ့ကျောင်းဝင်ပြီးတော့အရှိဇလန်စတင်ခဲ့ကြတာလို့သိရပါတယ်။သူကြဆုံးရှစ်ကတော့ဒီအနည်းပညာရှင်မောင်လေးကဝိုင်းစုခိုင်တဲ့အသက်ဆက်နှစ်ကျော်လောက်ကိုငရွယ်နေတာပဲဖြစ်ပါတယ်။အရှိမအသက်ရွယ်ကွာဟမှုဆိုကိန်းကနာတွေတက်ပါပဲလို့ဆိုပေမဲ့ဒီလောက်အသက်ကွာဟာတဲ့ဆက်ဆံရေးတစ်ခုကိုဗိတ်တက်တွေရှေ့တဝင်ရှာပြလာတာကဝိုင်းစုခိုင်တဲ့ရဲ့ရဲရင်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ဆိုရမှာပါ။ဇာကားရဲ့ကွင်းပေါ်ကနေအပြင်ဘက်လက်တွေ့ဘွားထိကိုဆက်လာတဲ့သူတို့နှစ်ဦးရဲ့ရှေ့ရေးကတကယ်ကိုရုပ်ရှင်ဆန်လွန်လာပါတယ်။ဒီတင်ထွက်ပေါ်လာပြီးနောက်မှတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဗိတ်တက်တွေရဲ့တုံ့ပြန်မှုတွေကအတော်လေးကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။အမြင်တွေကတော့နှစ်ပိုင်းကွဲနေတာပါ။ပထမတစ်ပိုင်းကတော့ဝိုင်းစုခိုင်တဲ့ကိုအပြေအဝထောက်ခံအားပေးနေကြတဲ့ဗိတ်တက်တွေပါ။ဒီလိုကတော့အရင်ကအသက်ကြီးကိုကြီးတွေနဲ့တွဲခဲ့ပေမဲ့အမြဲတမ်းစိတ်တန်ရာတွေပဲရခဲ့တာကြောင့်အခုလို10နှစ်ကျော်ငယ်တဲ့မောင်လေးနဲ့တွဲတာတကယ်ကိုလိုက်ဖက်တဲ့ဆိုပြီးတော့မှတ်ချက်ပေးကြတာပါတခြားတစ်ဖက်မှာလည်းစိုးရိမ်ပူပန်တဲ့အမြင်တွေနဲ့ဝေဖန်နေကြတဲ့သူတွေရှိပါတယ်အသက်10နှစ်ကျော်ကွာဟတဲ့အတွက်ကောင်လေးကအရန်အသက်ငယ်သေးတဲ့လူလောကအတွေ့အကြုံမနူးမနသေးတဲ့အရွယ်မှာအခုလိုအသက်ကွာလုံးတဲ့ဆက်ဆံရေးကရေရှည်ခိုင်မြဲပါမလားဆိုပြီးစိုးရိမ်နေကြတာပါဘလို့ပဲဖြစ်ဖြစ်ဝိုင်းစုခိုင်တဲ့တယောက်ကတော့သူမအပေါ်ကြားရလာတဲ့စနိုက်ကျော်ဆိုတဲ့နာမည်ဆိုကြီးကိုရှစ်သူအသက်မောင်လေးကိုထုတ်ပြရှင်းအဖြစ်အကောင်ဆုံးဖြည့်ရှင်းလိုက်နိုင်ပြီဖြစ်ပါတယ်။အရေးနဲ့ပတ်သက်ရင်အမြဲတမ်းပိတ်တက်ရဲ့စိတ်ဝင်စားမှုတွေကိုခံခဲ့ရတဲ့သူမအတွေ့ဒီတစ်ခါရွေးချယ်မှုကရောနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖြစ်မလားဆိုတာကတော့အချိန်ကအစောက်ကြည့်အဖြစ်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပိတ်တက်ကြီးတို့အနေနဲ့ဝိုင်းစုခိုင်တဲ့ရဲ့အသက်10နှစ်ကျော်ငယ်တဲ့ရှစ်သူအသက်လေးပေါ်မှာဘယ်လိုမြင်ပါသလဲရှင်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်။